အိမ်ကဖျားကန်းကကျင်းလို့မှန်တကားသုံးချင်တာနေရာစားမှလည်းအရန်ကိုစိတ်ပူနေရတယ်ဆိုရင်တော့ဒီတာခုပြမယ်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပြအောင်နော်စိုက်အားဖြစ်လေအကျယ်9ပေအမြင့်9ပေရှိတာကိုလူဝင်မှုတက်တကရွက်အမြင့်ကို9ပေထိလုံပေးထားတာမလို့တော်ရုံပစ္စည်းအသွင်းထုတ်လောက်ကတော့အေးဆေးပါပဲလောကလည်းမိန်းတော်ဖြစ်တဲ့အတွက်အတွင်းပြင်လောချလို့ရတဲ့တော့ပါလက်နိုင်ခွက်လော့ကိုသုံးပေးထားပါတယ်အခန်းပြင်ကနေလည်းတော့ခတ်ထားလို့ရတယ်လို့အခန်းအတွင်းမှာဖျားဝတ်ပြုနေချိန်မှာလည်းလောချထားလို့ရပါတယ်ခုနှစ်ရှစ်နှလုံးပိန်းလုံးကိုသုံးပေးထားတာမလို့ကြောက်ကြက်အတန်မီတာမျိုးမရှိဘဲနဲ့ညိတ်ခနဲနဲ့ပိတ်သွားစေမှာပါမိုးရင်းဆိုတော့ရေကိုစိတ်နာမျိုးတွေလည်းမဖြစ်ရလေအောင်လို့ရှောက်လန်းမှလည်းရေစမ်းမထည့်ထားပြီးတော့မှန်ပါဆိုလို့ရှိရင်လည်းဆီလီကွန်တစ်ဖက်လိုင်းနာတစ်ဖက်အသုံးပြုပေးထားပါတယ်အခုလိုမျိုးဂျပန်ကွက်ပုံစံ98စီရီမိတ်စလိုက်မျိုးကိုတက်စလိုက်မယ်ဆိုလို့ရှိရင်တော့လူချင်းမင်းတို့အင်္ဂါဖျားခန်းကတည်တက်လာပါပြီးတော့ခန့်ညားသွားစီမှာတော့အမှန်ပါပဲဈေးနှုန်းလေးကလည်း 1 square feet ကို3000စုစုလေးပဲကြားတင်ပါမယ်ဒါမျိုးအလူမီနီယံတကားဒီဇိုင်းတွေအပြင်တခြားဒီဇိုင်းတွေနဲ့ဈေးတွေသိချင်တာမျိုးအော်ဒါတင်ချင်တာမျိုးဆိုရင်လည်း comment မှာရေးပေးခဲ့ပါအောင်နော်ဒီမှာကတော့အမိတ်ရှင်ရဲ့ CM marketing ကတည်တာပဲဖြစ်ပါတယ်ရှင်အရေးသွေးမှန်ဈေးနှုန်းတန် UPVC အလူမီနီယံဆိုအမိတ်ရှာ